你说把别别进来说，就这点话不得吧的，古怪的，就是不得吧的为那个不然，俺的钱呢，哎呀，为那钱了是老的钱了是就点那苦些的，不单单那给啥米，他妈的那给啥米，他妈的那给啥米。ကျန်တဲ့ဟာတွေအများကြီးရှိပေမဲ့အကုန်လုံးတော့ဖျက်စားဆိုတာအကုန်လုံးယူရင်အကုန်လုံးကျူးထူပါဒါမဲ့အလွယ်ကူဆုံးတဲ့ယူရှင်းရှင်းလေးယူလို့ရမယ်ဟာနော်ကျွန်တော်လည်းအများကြီးယူပါတယ်ဘယ်ချိန်မှယူလို့ရပါတယ်အိတ်ခင်ချိန်ထိနော်လုံးနေတဲ့အချိန်တတ်မှတ်ခြင်းမရှိဘဲနဲ့ယူလို့ရပါတယ်တကယ်ကျူးထူပါတယ်ယူကြည့်ပါနော်ဘဝမှာဒုက္ခတွေကျင်ရောက်ခဲ့ပူပါတယ်နော်ကျမင်းနဲ့ပတ်သက်လို့စီးကိုခဏတော့ခဲ့ပူပါတယ်အချိန်မှာတကယ်တမ်းလူတွေကဒုက္ခရောက်လာပြီဆိုရင်နော်ကျူးတင်ပြစမှုမရှိဘူးဆိုရင်ဗျာဘာမှစိတ်ထဲမှာထားပါတော့ဥပမာဘာသာတရားလေးမှာနေများမလုပ်ထားဘူးဆိုရင်ကိုယ်တည်းဘာမှကောမှုကုသိုလ်ရဖို့နေတာဗျာဘောကူတော့ကောင်းနိုင်မယ်အနေထားမရှိဘူးဗျကျွန်တော်အဲ့ဒါကုတူတာအဲ့တော့ကိုကနေ့စဉ်နေ့တိုင်းစိတ်ရဲ့အချမ်းမှုဘယ်လိုပြောမလဲဟိုအလုတ်ကိုင်ခွန်းလန်းနေတော့အဆင်ပြေအောင်လို့ဒါလေးရွတ်တင်တယ်လို့ကျွန်တော်ထင်တယ်နော်ကျွန်တော်ကိုယ်တိုင်လည်းရွတ်တယ်အများအားတတိရတဲ့အချိန်ပေါ့ဗျာစိတ်ထဲမှာလှုပ်အားနေတဲ့အချိန်ပဲလှုပ်ရှုပ်နေတဲ့ကိုအားတဲ့အချိန်နဲ့ရွတ်ဖြစ်တယ်ဗုဒ္ဓတရဏဂိသမိဓမ္မတရဏဂိသမိသံဃာတရဏဂိသမိနော်အဖေရှင်ပဲဖြစ်ရွတ်တကယ်ကိုလက်တွေ့အကျူးထူရတယ်မရအလွယ်ဆုံးနဲ့လူကဒုက္ခတွေပဲရောက်လာပြီပါများဆိုရင်တခြားတရားစာတွေပါလေဆိုရင်စိတ်ထဲမှာယူနိုင်ဖို့နေတစားဗျာကိုဒုက္ခနဲ့ကိုတိုင်ပတ်နေဥမာဘောမှာကိုကျွန်တော်စီးဝင်သွားတဲ့အချိန်တော့ဆိုရင်ကိုယ့်ကိုယ်တော့ဘာမှမသိတော့ကျွန်တော်တတိပြန်ရလာတဲ့အချိန်ဆိုရင်ကျွန်တော်ယူတာပဲအဲ့ဒါတကယ်ယူထူရတယ်ဘောင်းကဒုက္ခရောက်တဲ့အချိန်တိုင်းကျွန်တော်အသက်ဘေးတွေတော့ကြုံခဲ့တဲ့အချိန်နဲ့ရှိရတဲ့အဲ့ချိန်မှာလည်းရွတ်တာလည်းကျွန်တော်ရွတ်ခဲ့တော်တော်ကြီးဒုက္ခရောက်ခဲ့တဲ့အချိန်ရှိရရွတ်တယ်တကယ်အကျူးထူရဗျအရွတ်ကြည့်ပါမိတ်ဆွေတို့နော်ကျွန်တော်ဒါညဝေးတာပါဆရာကြီးလို့တာမဟုတ်ပါဘူးဘဝနဲ့ရင်းတဲ့အတွေ့အကြုံဆိုကျွန်တော်ဒါသိစီချင်တယ်ဒီအကြောင်းကိုကျွန်တော်ပြောပြဖို့တို့ကြပြီကျွန်တော်ပြချင်နေတာနော်ကျွန်တော်မြင်မြတ်ဆဆမပြောတော့ဘူးဗျဒါပေမဲ့ယူကြည့်ပါအဲ့ဒါလွယ်တယ်လူတွေကတကယ်ဒုက္ခရောက်လာပြီဆိုရင်အာမမိဘူးကမလွယ်ဘူးနောက်ထပ်မှာကိုဒုက္ခနဲ့ဥမာကိုခံစားရတဲ့ဒုက္ခနဲ့တင်ကိုလုံးချလိုက်နေတယ်အဲ့ချိန်မှာကိုကအတိစိတ်ဝင်တာနဲ့ကိုရွတ်ဖြစ်အောင်လို့ခုပဲကြိုတင်ပြင်ဆင်ရမှာရမှာအမနဲ့အေးထားခဲ့ညမှာအချိန်ထိနေခင်းအားတယ်လို့ရွတ်ပါတကယ်ကျူးထူရတယ်နော်